အယောင်ထွက်နေတဲ့လက်စွပ်ကိုပုတ်ကြည့်လိုက်တာလက်စွပ်ရဲ့လေဟာနယ်ထဲရောက်သွားခဲ့တယ်။ဟိုလျှောက်ရှာဒီလျှောက်ရှာရင်းနဲ့တောင်းနာထားတဲ့အိုးလေးတစ်ခုကိုတိုက်မိပြီးအထဲကနေလက်စွပ်လေးတစ်ခုပါထွက်ကျလာခဲ့တယ်။လက်စွပ်လေးကောက်ကင်လိုက်တာနဲ့လင်းလာပြီးလူပါလက်စွပ်ရဲ့လေဟာနယ်ထဲကိုရောက်သွားခဲ့တော့တယ်။လက်စွပ်ရဲ့လေဟာနယ်ထဲမှာတော့အသီးရွက်အပင်တွေများစွာရှိနေခဲ့တယ်။ဒီဟာရီနဲ့ဆိုငတ်မှာပူစရာမလိုတော့ဘူးပေါ့။လက်စွပ်လေးကိုပြန်ကင်လိုက်တော့အပြင်ဘက်ကိုပြန်ရောက်သွားခဲ့တယ်။ကောင်းလေးလည်းအပျော်ကြီးပျော်သွားကချင်းတောင်းလေးကင်ကထွက်သွားဖို့အလုံးမှာမကြီးလေးတွေကဝင်လာကြပြီးအကြီးဆုံးလေးကဟင်းရွက်စားချင်လို့လားဒါဆိုသူချက်ပေးမယ်တဲ့ကောင်လေးကတော့သူ့မရီးရဲ့ပေါက်စီကိုပဲလိုက်ကြည့်နေခဲ့တဲ့အတွေ့အထဲမှာတော့မရီးကတော်တော်ကိုကြီးတာပဲတဲ့ဗျာငါလိုပဲနာဘူးကောင်လေးကမရီးအလုရှုံနေမယ်ဟင်းရွက်တွေသူ့ကိုပဲပေးလိုက်သူလုံးမယ်ပြောလိုက်တော့အဝါရောင်လေးကနင်းဒီဟာတွေအကုန်ယူသွားပြီးတခြားသူကိုသွားပေးဖို့မလားလို့ပြောဆိုနေခဲ့တယ်နောက်တစ်ယောက်ကလည်းလက်လေးကိုလာကင်ကငါတို့မှဒီလောက်ပဲကျန်တော့တာဒီဟာလေးကိုတော့မလုပ်ပါနဲ့လှုပ်ချင်ငါကိုပဲလုပ်ပါကောင်လေးကငါသွားပေးပြဖို့ပြောနေတာမဟုတ်ဘူးနောက်ဘယ်တော့မှလည်းသူများပေးမဖြစ်ဘူးငါမရီလေးတွေနဲ့ကောင်းမွန်တဲ့ဘဝကိုတူတူဖြတ်တန်းကြမယ်ပြောလိုက်တော့အဝါရောင်လေးကနင်းလျှောက်မပြောနဲ့အရင်တစ်ခါကလည်းဒီလိုပြောတာပဲငါတို့ရဲ့အစားအသောက်တွေအကုန်ယူသွားပြီးပေးလိုက်တာလေတဲ့ကလေးမလေးကအစားအစာလေးတွေတော့ထားခဲ့ပါနော်အမေနဲ့အတော်တွေမစားရတာရက်မနှဲကြာနေခဲ့ပြီးအစားအသောက်တွေတခြားသူတွေကိုပေးမဖြစ်ပါနဲ့တော့လို့ပြောနေခဲ့တယ်ကောင်လေးကငါမကြီးတွေရဲ့စိတ်ကိုငါမပြောင်းလဲနိုင်သေးဘူးငါကိုအရင်ကကောင်းထင်နေကြတဲလို့တွေကအတန်ကျဲကြီးနဲ့အကုန်လုံးဖယ်ချစမ်းငါကဒီမိသားစုရဲ့ဦးစီးငါလှုပ်ချင်တာလုပ်မယ်ငါကိုတားရင်အကုန်လုံးအိမ်ပြင်ကန်ထုတ်ပြစ်မယ်ပြောလိုက်ပြီးထွက်သွားခဲ့တော့တယ်မရီး9ယောက်ကတော့ကြောက်လဲကြောက်တော့ဘာမှမတတ်နိုင်ခဲ့ဘူးငါတို့တော့ဒီနေ့စားစရာဘာမှမရှိတော့ဘူးလို့ပြောကငူ